ကဲဒီနေ့မှာတော့ကိုဝိနီညဝင် channel ကနေပြီးတော့လွယ်ကူမြန်ဆန်ရမယ်ဈေးနှုန်းလည်းသက်သာရမယ်ဆိုတဲ့ဟင်းလေးကိုချက်ပြပေးသွားမှာပဲဖြစ်ပါတယ်။ထုံးစံအတိုင်းစားထည့်မယ်ဒါရှိထည့်မယ်ချင်းချက်သွန်ပြိုလေးထည့်ပြီးတော့နီတို့အိုးလေးကိုတည်ထားလိုက်မယ်လीနော်။နီကလုံးချက်လေးချက်တာဖြစ်တဲ့အတွက်ကြောင့်မှလို့ဒီတိုင်းလေးပဲပေါ့နော်အိုးလေးကိုတည်တယ်စီလေးနည်းနည်းလေးပဲထည့်ပြီးဟိုဘက်ဒီဘက်လိမ့်မယ်ပေါ့နော်။သူ့ရည်လေးနဲ့သူခန်းသွားပြီဆိုတော့ခါကြတော့မှနီကရေလေးနည်းနည်းထည့်လိုက်မယ်ပေါ့နော်။ဒီလိုပဲရေလေးထည့်ရင်းနဲ့တည်မယ်ပေါ့နော်။ဒီချက်သွန်နီလေးတွေမလို့မနှုံးမချင်းအုပ်လိုက်ရေလေးထည့်လိုက်တည်မယ်ပေါ့နော်။ကိုလိုချင်တဲ့အနေထားလေးတွေကိုရောက်ပြီဆိုတော့ခါကြတော့မှနီတို့ကငါတစ်တာလေးတွေကိုဘီလေးကနေတာလေးလောင်းပြီးတော့ထည့်သွားပေးလိုက်ပါမယ်။ကဲချက်ခန်းနေပြီအိုးလဲချခန်းနေပြီဆိုရင်တော့ဂိမ်းမှာကိုကကြက်ဥလေးကြိုက်တာဖြစ်တော့တဲ့ကြောင့်မလို့နီကဒီအနစ်လေးတွေဟိုမှာကြက်ဥလေးတွေဖောက်ပြီးတော့ထည့်ပေးလိုက်ပါမယ်ကြက်ဥလေးတွေလည်းကြက်ပြီဆိုရင်တော့နီတော့နန်းနန်းပင်လေးတွေနည်းနည်းလေးအုပ်ပေးလိုက်မယ်ပေါ့နော်အနံ့လေးမွေးအောင်လို့လေဒါဆိုရင်တော့အနံ့ရတာနဲ့ပြည့်စုံတဲ့ငါတက်တာဟင်းအနစ်လေးတစ်ခွက်တော့ရသွားပြီပေါ့နော်လုံနီလေးလဲလွယ်လို့လေလိုက်ချက်စားကြည့်ကြနော်အရန်စားလို့ကောင်းပါတယ်ခုလိုကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါ